Good morning အားလုံးကိုမင်္ဂလာပါ Good morning ဒီနေ့မနေ့ကင်းတကယ်ပဲတာယာရဲ့မနေ့ကင်းလေးဖြစ်ပါတယ်ဒီနေ့မနေ့စာတော့ကျွန်တော်ဒီခောက်ဆွဲလေးပေါ့နော်ခောက်ဆွဲလေးအမေယိုနဲ့လုပ်ထားတဲ့ခောက်ဆွဲလေးစားပါတယ်ကျွန်တော်မိသားစုနဲ့မနေ့စာကိုခောက်ဆွဲစားပါတယ်မတန်စားလို့ကောင်းတဲ့ခောက်ဆွဲလေးဖြစ်ပါတယ်ဘေးမှာကျွန်တော်တမီးလေးကလေးစောနေနေဆိုဒါနင်းနေကြားရတယ်ဒီခောက်ဆွဲကိုကျွန်တော်ကနာမည်မသိဘူးအဲ့တော့ဘာခောက်ဆွဲလဲဆိုတော့အောက်မှာရေးလာကြပါဦး comment မှာမတန်စားကောင်းပါတယ်ဒါပေမဲ့ကျွန်တော်ကတော့မြန်မာပြည်ကဆန်ခောက်ဆွဲလေးပေါ့နော်ရန်တည်ရပါတယ်ဒီခောက်ဆွဲလေးကိုချင်းဆက်ဆက်လုပ်ထားတဲ့ဒီမုံငင်းချင်းနဲ့စားလိုက်ရင်တမ်းမစားကောင်းပါတယ်ငင်းချင်းလေးနဲ့မိတ်ဆွေတို့လည်းအိမ်မှာအဲ့လိုလေးစားကြည့်ကြပါနော်ကောင်းသောနေ့ဖြစ်ကြပါစေလောကအောင်မြင်ကြပါစေဘိုင်ဘိုင်